ကောင်းတာကတေဆုံးမှုတွေကဒီမှာတင်ရက်မသွားပါဘူး။ဂူဖွင့်ပွဲကိုတက်ရောက်ခဲ့တဲ့သူတွေမမ်မီရုပ်အလောင်းနဲ့ပတ်သက်သူတွေတယောက်ပြီးတယောက်အကြောင်းမျိုးမျိုးနဲ့တေဆုံးကုန်ကြပါတယ်။အမေရိကန်တထေးကြီးဂျော့ဂျေကူကဂူတင်ချိုင်းကိုလာရောက်ကြည့်ရှုပြီးတော့နောက်တရက်မှာပဲအပြင်းဖြားပြီးတေဆုံးသွားပါတယ်။အီဂျင်မင်းသားအလီခါမန်ဖာမီဘီကလည်းဂူဖွင့်ပွဲတက်ရောက်ပြီးမကြခင်မှာသူ့ရဲ့ဇနီးတွေကတနက်နဲ့ပြစ်တာကိုခံလိုက်ရပါတယ်။ခန္ဓာပုံတင်ပြီးမကြခင်မှာသူ့ရဲ့ညီကမျက်လုံးကွယ်သွားပြီးတော့သွေးစိတ်တင့်ကတေဆုံးသွားပါတယ်။ထူးထန်ခမန်ရဲ့မမီရုပ်အလောင်းကိုတက်မှတ်ရိုက်ပေးခဲ့တဲ့ဆရာဝန်ကြီးလည်းမကြခင်မှာပဲအကြောင်းပြချက်မရှိနှုံးချိပြီးတော့တေဆုံးသွားပါတယ်။ဂူထဲကပစ္စည်းတွေကိုစည်ရင်းလုပ်ပေးခဲ့သူကာတာရဲ့အတွင်းရေးမှူးကလည်း1929ခုနှစ်မှာသူ့ရဲ့အိမ်ယာထဲမှာပဲအသက်ရှူကျက်ပြီးတော့အသက်ထွက်သွားတာကိုတွေ့ရပါတယ်။ပိုဆိုးတာကသူ့ရဲ့သေသတင်းကိုကြားပြီးတော့သူ့ရဲ့အဖေဖြစ်သူကပါခုနှစ်ထပ်တိုက်ပေါ်ကနေခုန်ချပြီးတော့အဆုံးစီရင်သွားခဲ့ပါတယ်။စုစုပေါင်းဂူတူးဖော်မှုနဲ့ဆက်ဆက်သူ20ကျော်က6နှစ်အတွင်းမှာပဲအသီးသီးသေဆုံးခဲ့ကြတယ်လို့မှတ်တမ်းတွေကဆိုပါတယ်။သတင်းစာတွေကတော့ဖာရိုဘရင်ရဲ့လက်စားချေမှုဆိုပြီးခေါင်းကြီးပိုင်းကနေရေးသားခဲ့ကြပါတယ်။ဒီလောက်များပြားတဲ့သေဆုံးမှုတွေကိုကြည့်ရင်တဟာကျင်းစားမတပါအခြားမရှိနိုင်ဘူးလို့ထင်စရာပါပဲ။ဒါပေမဲ့ခေတ်သစ်သိပ္ပံပညာရှင်တွေကတော့ဒီဖြစ်ပျက်တွေကိုဇီဝဗေဒရှုထောင့်ကနေဖြေရှင်းဖို့ကြိုးစားကြပါတယ်။နှစ်ပေါင်း3000ကျော်ပိတ်လောင်နေတဲ့ဂူသင်းချိုင်းတစ်ခုထဲမှာလေဝင်လေထွက်မရှိပါဘူး။အဲ့ဒီမှာရှေးခေတ်ကမြုပ်နှံခဲ့တဲ့အစားအစာတွေအလောင်းကောင်တွေကနေပေါက်ဖွာလာတဲ့မှုတွေနဲ့ပြည့်နှက်နေနိုင်ပါတယ်။ဒီမိုတွေကထုတ်လွှတ်တဲ့ဝိမုံတွေကိုရှုရှိုင်းပြီးရင်အဆုတ်ရောင်ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်ပြီးတော့ခုခံအားနည်းသူတွေဆိုရင်သေဆုံးနိုင်ပါတယ်။လောခန္ဓာပေါ်အောင်မူလကလေးကကျန်းမာရေးမကောင်းသူဖြစ်တဲ့အတွက်ဒီမှုအစိတ်တင်ပြီးသေဆုံးတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။တကယ်လို့မှုတွေကြောင့်အစိတ်ငွေတွေကြောင့်သေတာဆိုရင်ဂူထဲမှာအချိန်ကြာကြီးနေခဲ့တဲ့မာမီရုပ်အလောင်းကိုကိုယ်တိုင်ကင်တွယ်ခဲ့တဲ့ခေါင်းဆောင်ကြီးဟောင်းဝေးကာတာကြတော့ဘာလို့ချက်ချင်းမသိရလဲ။ကာတာဟာဂူတွေ့ပြီး18နှစ်အကြာအသက်64နှစ်အထိနေထိုင်သွားခဲ့ပါတယ်။ကျင်းစာကခေါင်းဆောင်ကိုချက်လက်ထားခဲ့ရလားဒါမှမဟုတ်ကာတာကတေမင်းနဲ့စာချုပ်ချုပ်ထားတာလား။နောက်ဆုံးထူးခြားချက်တစ်ခုကိုပြောပြချင်ပါတယ်။ဒူးထန်ခမန်ရဲ့မမ်မီရုပ်အလောင်းကိုခွဲစိတ်စစ်ဆေးတဲ့အခါသူ့ရဲ့ဘဲဘက်ဘားပြင်ပေါ်မှာအမာရွတ်လိုအရာတစ်ခုကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီနေရာကလောခန္ဓာပေါ်ချင်းကိုက်ခံရပြီးပိုးဝင်သွားတဲ့နေရာနဲ့တထက်ထဲတနေရာထဲဖြစ်နေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့သိပ္ပံပညာရှင်တွေတောင်စွန့်အားသွားခဲ့ရပါတယ်။ဒါဟာတိုက်ဆိုင်မှုတသက်လားဒါမှမဟုတ်ရှေးဟောင်းအီဂျစ်ဘုန်းတော်ကြီးတွေရဲ့စွန့်အားလားတဆက်တည်းမှာပဲခန္ဓာပေါ်သေဆုံးချိန်ခံရမြုပ်မိပြတ်သွားတာကိုသိပ္ပံပညာကဘယ်လိုရှင်းပြမလဲ။အခုဆိုရင်နှစ်ပေါင်း100ကျော်ကြာခဲ့ပါပြီ။ဒါပေမဲ့ဒူးတန်ခမန်ရဲ့ဂူသင်းချိုင်းကလူသားတွေအတွက်ဗဟေဒီတစ်ခုဖြစ်ကျန်ရှိနေသေးပါ။တချို့ကဒါကိုမှုယောဂါလို့ယုံကြည်ကြတယ်။တချို့ကတော့မီဒီယာတွေရဲ့ပုံကြီးချဲမှုလို့ဆိုကြတယ်။ဒါပေမဲ့သေဆုံးသွားသူတွေရဲ့မိသားစုတွေကတော့ဒါဟာဘယင်တစ်ပါးရဲ့အမျက်ဒေါသလို့ယနေ့ထိတုန်လှုပ်နေကြသေးပါ။ပရိသတ်တွေကရောဘလို့ထင်ပါသလဲ။ဒါကနှစ်ပေါင်းထောင်ချီအသက်ရှင်နေတဲ့ဗက်တီတရားတွေရဲ့လက်ချက်လား။ဒါမှမဟုတ်ဘယင်ကြီးရဲ့အိတ်ဆက်ခြင်းကိုနှောက်ယှက်မိရဲ့အတွက်ပေးဆက်လိုက်ရတဲ့အသွေးကြွေးလားပြောပြသွားကြပါအောင်နော်။အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။